အမြင့်ဆုံးအပူချိန်က68ကနေ92ဒီဂရီဆဲလ်စီယပ်အထိရောက်ရှိသွားပါလိမ့်မယ်အကာအကွယ်မပါဘဲအပြင်မှာ10မိနစ်ထပ်ပိုပြီးအသက်မရှင်နိုင်ပါဘူး10မိနစ်သူဒီကိန်းကနန်းကိုမှတ်မိနေပါတယ်သူ့ရဲ့အရင်ဘဝတုန်းကဘူဆန်ကဘန်ကာတစ်ခုရဲ့နေရန်ပေါ်မှာတစုံတစ်ယောက်ကမာကာနဲ့ရေးထားခဲ့တာပါအဲ့ဒီဘန်ကာကိုသူတို့အဖွဲ့ရောက်သွားခဲ့တာဒါမှမဟုတ်ကြံနေတာလေးကိုတွေးခဲ့တာပေါ့အမြင့်ဆုံးအပူချိန်မှာအပြင်မှာ10မိနစ်ပြီးရင်တက်မယ်ပြီးရင်အားလုံးပြီးဆုံးသွားပြီကောင်းပြီသူအတန်ထွက်ပြီးပြောလိုက်တယ်ဗလာဖြစ်နေတဲ့တိုက်ခန်းထဲကအတန်ကထူးဆန်းနေတဲ့ဘဝသေးရဲ့ပထမဆုံးစကားလုံးတွေကအတိတ်ပဲရှိတဲ့တခုခုဖြစ်တင်တာပေါ့ဒါပေမဲ့သူကကောင်းပြီလို့ပဲပြောခဲ့တယ်ဒါပေမဲ့အဲ့ဒါကရိုးသားပါတယ်စနစ်ကချက်ချင်းတုတ်ပြန်ခဲ့တယ်ပထမဆုံးတာဝန်ခိုလုံရနေရာကိုတတ်မှတ်ပါအကြံပြုချက်အနည်းဆုံး15မီတာအနက်တဘာဝပူဒဏ်ခံနိုင်မှုကိုဦးစားပေးပါပြီးစီးရမည့်အချိန်92နာရီစုလားတိဆောက်ရေးအမှတ်2ရပေါင်းထည့်မီပထမအဆင့်ပုံစံထုတ်လုပ်မှုများကိုဖွင့်ပေးမည်ဘယ်နေရာလဲဆိုတာသူသိပြီးသားပါစနစ်ကသူ့ကိုညွှန်ကြားလို့မဟုတ်ပဲသူ့ရဲ့အရင်ဘဝတုန်းကအဖွဲ့ဝင်တွေနဲ့အတူကိုရီးယားမှာ6လလောက်လှည့်လည်သွားလာရင်ခံနိုင်ရည်ရှိတဲ့နေရာတစ်ခုကိုတွေးခဲ့ဘူးလို့ပါကန်ဝန်ပြည်နယ်ကတောင်ဆောင်အောက်ကစွန့်ပစ်ထားတဲ့ဦးမင်လုံခေါင်းတစ်ခု60ပြည်လုံးနှစ်တွေကပိတ်ထားခဲ့တဲ့ကြောင်မီသွေးတွင်းရဲ့ရေနှုတ်မြောင်းဟောင်းတစ်ခုပါအနက်20မီတာကျော်တဘာဝကြောက်တုံးတွေကအမြင့်ဆုံးအပူချိန်မှာတောင်အပူချိန်ကို73ဒီဂရီဝန်းကျင်မှာထိန်းထားပေးပါတယ်အနီးနားမှာမြေအောက်ရေရှိပြီးဝင်ပေါက်တစ်ခုတည်းကိုပဲထိန်းချုပ်ဖို့လွယ်ကူပါတယ်သူတို့အဲ့ဒီနေရာကိုတွေ့တာအရန်နောက်ကျသွားခဲ့တယ်သူတို့4ယောက်ရှိတဲ့အထက်က2ယောက်ကမရှင်သန်နိုင်ခဲ့ဘူးအားသေးမယ်နောက်တစ်ခုကစရင်တစ်ခုဖုံးထဲမှာမဟုတ်ဘူးအပ်ထဲမှာမဟုတ်ဘူးစက်ကူပေါ်မှာဘောပင်နဲ့ရေးတာပါဘာလို့လဲဆိုတော့အမြင့်ဆုံးအပူချိန်ရောက်ရင်ဖုံးတွေကအလုံးမလုံးတော့လို့ပါစက်ကူပေါ်မှာရေးမှတ်ထားတဲ့အလေးထက်ကလွမ်းစွတ်တန်းတမှုမဟုတ်ပဲအသက်ရှင်တန်ရေးအတွက်ကျွမ်းကျင်မှုတစ်ခုပါစရင်ကရှည်လျားပြီးတီးကြပါတယ်တိဆောက်ရေးပစ္စည်းတွေကိရိယာတွေမိဆက်မျိုးစေ့တွေဆေးဝါးတွေစီတိုဖူးတွေရေစစ်တွေလျှက်စစ်ပစ္စည်းတွေလေဝင်လေထွက်စနစ်တွေစနစ်ကပစ္စည်းတစ်ခုချင်းစီအတွက်အရေးကြီးမှုအဆင့်နဲ့တခါတရံရှင်းလင်းချက်တွေကိုထည့်သွင်းပေးပါတယ်လေဝင်လေထွက်အရေးကြီးမှုအဆင့်မျက်နှာပြင်အပူချိန်55ဒီဂရီဆဲလ်စီယပ်အထက်မှာတာမန်လေဝင်လေထွက်စနစ်တွေကမခံနိုင်ပါဘူးမြေအောက်အပူဖလှယ်စနစ်ကိုအကြံပြုထားပါတယ်လေကိုအတွင်းထဲမသွင်းခင်ကြောက်တုံးတွေတဲကနက်ရှိုင်းတဲ့ပိုက်တွေကနေဖြတ်တန်းစေပါတယ်ဒါကဝင်လာတဲ့လေရဲ့အပူချိန်ကို28ကနေ34ဒီဂရီအထိလျှော့ချပေးပါတယ်ရေအရေးကြီးမှုအဆင့်ဦးမင်လုံခေါင်းအဆင့်ကနေ34မီတာအနက်မှာရှိတဲ့မြေအောက်ရေလွှာလက်နဲ့တူးဖော်ခြင်းကတော့မလွယ်ကူလှပါဘူး